Brazil နဲ့ Morocco ရဲ့ပွဲပြီးတုံးတက်ချက်မင်္ဂလာပါ History Box ဘာမှကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီနေ့မနက်စောပိုင်းကကစားခဲ့တဲ့ Morocco တင်းနဲ့ Brazil တင်းတို့ရဲ့2026ခုနှစ် FIFA ကမ္ဘာဖလားပွဲစဉ်တစ်ပွဲကိုတင်ဆက်ပေးကြပါတယ်အုပ်စုစီမှာအတူကြားရောက်နေတဲ့ Brazil တင်းနဲ့ Morocco တင်းနဲ့ပွဲစဉ်ဟာတော်တော်လေးကိုပြန်ဆိုင်မှုပြင်းထန်ခဲ့ပါတယ် Brazil တင်းရဲ့လူစင်းမှာတော့ကိုတမနေရာမှာအလီဆွန်ဘတ်ကနောက်တန်းမှာ Gabriel Marquinhos Evides နဲ့ Santos တို့ရှိခဲ့ပါတယ်ကွန်းနဲ့၄ယောက်နေရာမှာတော့ Casemiro Bruno Guimaraes Paqueta နဲ့ Rafinha တို့ရှိနေပြီးတိုက်စစ်မှုအနေနဲ့ကတော့ Igoria ကိုနဲ့ Vinicius Junior တို့ရှိခဲ့ပါတယ်Morocco တင်းကတော့နာမည်မကျော်တဲ့ခဏသမားအချုံနဲ့ Hakimi Bono Mazraoui နဲ့ Brahim Diaz တို့အုပ်စုနဲ့ပွဲထွက်လာခဲ့ပါတယ်ဒီလိုနဲ့ပွဲကစား27မိနစ်မှာတော့ Morocco တင်းရဲ့ Brahim Diaz ရဲ့ထောက်ပံ့မှုနဲ့အတူ Saibari ကဥဆောင်ကိုတင်ပြီး Brazil အတင်းကို Morocco တင်းကစားဖွင့်နိုင်ခဲ့ပါတယ် Brazil တို့အတင်းကိုမိနစ်20နဲ့ဥဆောင်ကိုစားဖွင့်နိုင်ခဲ့တဲ့အကြောင်းပွဲစားမှာ Morocco တင်းကစိတ်ဓာတ်ပိုင်းအတားနဲ့ကစားနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်း Morocco တင်းတို့ဥဆောင်ကိုရယူပြီး17မိနစ်အကြာမှာ Bruno Guimaraes ရဲ့ထောက်ပံ့မှုနဲ့အတူ Vinicius Junior ရဲ့တွင်းကိုနဲ့အတူ Brazil တင်းချီပေါကိုပြန်လည်ရောက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့ပထမပိုင်းကတော့တကူနဲ့ပဲပြီးဆုံးသွားခဲ့ပြီးတော့ဒုတိယပိုင်းမှာတော့မာတီယက်ကိုညာဝင်ရောက်လာခဲ့ပါတယ်ဒုတိယပိုင်းကတော့ပထမပိုင်းတော့ပြန်ဆိုင်မှုတွေမရှိခဲ့ဘဲနဲ့တကူနဲ့ပဲပွဲပြီးဆုံးသွားခဲ့ပါတယ်ဒီနေ့ပွဲစဉ်မှာချီကျိုးရမယ့်အတင်းကတော့ Morocco တင်းဖြစ်ပြီးတော့ Brazil တို့အတင်းမျိုးကိုတေးစားနိုင်ခဲ့တဲ့အပြင်ဥဆောင်ကိုလည်းအရင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုတစ်တင်နိုင်သိရအောင်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပေးလို့ပြတောင်းဆိုချင်ပါတယ်